ကျေးတော်ရှင်ဆရာတော်ရှင်ဒီမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်ဇဇမုံလဇန်12ရက်ခရစ်နှစ်2022ခုနှစ်နိုဝင်ဘာလ4ရက်တောက်ကြနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောနှစ်ပတ်တော်မိဘများမှုထား၍ဒေါ်တင်စာဝင်း45နှစ်ပြည့်မွေးနေ့ကုသိုလ်မဟာဖန်တီရှင်ကွန်မဏီမိသားစုရန်ကုန်မြို့နှစ်ပတ်တော်မိဘများနှင့်ဆရာမဒေါ်အေးထဲအကိုဦးရဲ့အားယေစု၍မုံရွာမြို့အေးသာရရက်နေဥဖဲဒေါ်သေးတင်အိုကေပွဲယုံတာသမီမီတစုဥခင်မောင်ဝင်းဒေါ်မမော်အေးသမီးမမြင့်စုတန်းမအီတင်စာကျော်ဆရာဆန်ဟိုတယ်မိသားစုရန်ကုန်မြို့ဥစိုးပိုင်ဒေါ်ခင်မြတ်ဆွေသမီးမရွှေရီရွှွန်းမြတ်တာမောင်ခန့်ပိုင်ဆိုပိုင်မိသားစုသမီးမရွှေရီရွှွန်းမြတ်ဤမွေးနေ့ကုသိုလ်တော်အဖြစ်စုပေါင်းဆင်ရင်ကျင်းပပြုလို့အတော်အွန်လိုင်းဓမ္မပင်နှင့်ဆက်လျင်၍ကျေးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မှာယံဘုရား၍တော်ခြေတော်ဆုံးခါ၍ရိုသေစွာလျှောက်ထားပါသည်ဗျာ1384ခုနှစ်တဇမုံလဇန်12ရက်2022ခုနှစ်နိုဝင်ဘာလ4ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမနတ်တုမြတ်ဗုဒ္ဓဤတုတ်ပြန်ချက်များအပိုင်း1တရားဒေသနာတော်ကောင်းတဲ့လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်အဖြတ်အမှောက်ဆိုတာတွေကပေါ်လာတတ်တယ်ပေါ့နော်လောကမှာဘာဖြစ်လို့လဲဆိုအကောင်းကိုလူတိုင်းမကြိုက်ကြဘူးလူတိုင်းမကြိုက်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်လူတွေမှာချက်လက်စီဆိုတဲ့အိတ်တတရားရှိတယ်တူတယောက်တိုးတက်သွားမှာကိုဘလို့လာတဲ့စိတ်အိတ်တာဆိုတာလူတယောက်ချီးပွားတိုးတက်သွားလို့ရှိရင်အပြစ်ပြောခြင်းနဲ့စိတ်အဲ့ဒီတရားဟာလူလောကကြီးကိုလွှမ်းမိုးပြီးတော့ထားတာဖြစ်တယ်ပေါ့ဒါကြောင့်လောကမှာအမြင့်မြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တရားတော်ဘာကိုကျင့်ကြံကြုတ်ကိုအားထုတ်နေတဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်မှုချစ်ကျက်မှုကိုမြင့်မြတ်ချစ်ကျက်တဲ့ခုံရည်ချင်းတွေကိုရရှိမှုကိုမလိုလားတဲ့ပုဂ္ဂိုလ်တွေကနောက်ဆက်တာအဲ့တော့ကြည့်လိုက်မယ်ဆိုရင်လောကမှာအနောက်ဆက်ကင်းပြီးတော့ချီးပွားတိုးတက်ဖို့ဆိုတာခက်ခဲတဲ့သဘောရှိတယ်ပေါ့နော်အနောက်ဆက်ကရှိတယ်အဲ့ဒီနေရာမှာလည်းပဲစဉ်းစားကြည့်ရမှာတော့ခက်ဆိုတာမျိုးမျိုးရှိတဲ့ထဲမှာခက်ဆိုးခက်ကောင်းအချိန်ကာလပိုင်းဆိုတာရှိနိုင်တယ်စာပေကျမ်းကမှဆိုထားတဲ့ခေတ်ကာလကိုရှုခ၄မျိုးနဲ့ဖော်ပြထားတာရှိတယ်ကတ္တယုခဒရေတယုခဒွါပရယုခနဲ့ကလိယုခလို့ဘုရားဘာသာကျမ်းစာမှာတော့မဟုတ်ဘူးအိန္ဒိယနိုင်ငံမှာထွန်းကားတဲ့တက္ကဒဘာသာကျမ်းစာမှာလူလောကသမိုင်းကိုခေတ်လေးခေတ်နဲ့ပိုင်းခြားပြီးတော့ဖော်ပြထားအဲ့တော့ဘုရားရဲ့ဟောပြောချက်နဲ့လည်းပဲစီးမြော်တယ်ပေါ့ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားကလူလောကကြီးဟာကောင်းလိုက်ဆိုလိုက်မတည်ငြိမ်တဲ့အနေအထားရှိတယ်ကောင်းတဲ့အပိုင်းကနေပြီးတော့ဆိုးတဲ့အပိုင်းကိုတဖြည်းဖြည်းရွေ့ရှားသွားတာရှိသလိုဆိုးတဲ့အပိုင်းကနေပဲကောင်းတဲ့အပိုင်းကိုရွေ့ရှားသွားတဲ့အချိန်ကာလမျိုးရှိတယ်အဲ့တော့မတည်ငြိမ်ဘူးပေါ့အကောင်းကြီးလည်းမရှိနိုင်ဘူးအဆိုးကြီးလည်းမရှိနိုင်ဘူးဒါဟုတ်တယ်ဖြစ်နိုင်တယ်လောကမှာအခြေအနေဆိုတာအဲ့တိုင်းပဲလေကောင်းတဲ့အခြေအနေရောက်တဲ့အခါရှိတယ်ဆိုးတဲ့အခြေအနေရောက်တဲ့အခါရှိတယ်
ဒါကြောင့်မို့လူလောကလူသမိုင်းကိုကြည့်လိုက်မယ်ဆိုရင်လောကမှာရှိတဲ့လူသားတွေဟာလေးပုံလုံးကောင်းတဲ့အချိန်ပိုင်းဆိုတာရှိခဲ့တယ်တကယ်ကိုလူတိုင်းဟာကောင်းမွန်တဲ့စိတ်ထားတွေနဲ့အမှန်တမ်းတာယာအေးချမ်းတဲ့အချိန်ပိုင်းကိုကတ္တယုဂခေတ်လို့ခေါ်တယ်လူကိုလေးပုံသလုံးဟာလူကောင်းတွေကြီးပဲနောက်အဲ့ဒီထဲကနေတဖြည်းဖြည်းရောကြလာတဲ့အခါမှာလေးပုံထဲမှာစွမ်းစံနဲ့ကြက်ချေးရောဆိုတာလို့ကြွက်ချေးရောဆိုတာလို့ပဲလေးပုံတစ်ပုံလောက်ကအဆိုးဘက်ကိုရောက်လာတာရှိတယ်အဲ့ဒီအဆိုးဘက်ရောက်လာတဲ့အခါမှာသုံးပုံကပဲလူခေါင်းတစ်ပုံကအဆိုးဖြစ်လာတယ်အဲ့ဒီခေတ်လဲကြော်ဖြတ်ခဲ့ရတာပဲအဲ့ဒီခေတ်ကတရိတာယုဂလို့ခေါ်တယ်ဒွါပရယုဂခေတ်ရောက်လာတဲ့အခါကျတော့အကောင်းဘက်ကမတိုးပဲနဲ့အဆိုးဘက်ကတိုးလာတယ်ဒါသဘာဝပဲလေစဉ်းစားကြည့်ပေါ့တရက်သီး10လုံးဆိုတော့အဲ့ဒီတရက်သီး10လုံးထဲမှာအပုတ်တစ်လုံးပါလာတယ်အပုတ်တစ်လုံးနဲ့အကောင်9လုံးတူထားလိုက်လို့ရှိရင်အဲ့ဒီအကောင်9လုံးကပုတ်နေတဲ့တရက်သီးကိုအကောင်ဖြစ်အောင်မလုပ်နိုင်အဲ့ဒီပုတ်နေတဲ့တရက်သီးတစ်လုံးကနေပြီးတော့ကျန်တဲ့9လုံးကိုပုတ်သွားအောင်ပဲလုပ်တယ်ကောင်းပြတ်တယ်တော့မရှိဘူးနော်အဲ့လိုပဲအဆိုးဘက်ကိုရောက်လာတာအဲ့တော့လူတွေဟာသုံးပုံကနေပြီးအဆိုးကနေတိုးလာတော့လေးပုံဖြစ်လာတယ်တရိတာယုဂလို့ခေါ်တယ်နောက်တစ်ခါတဝက်စီကောက်တဝက်စီဆိုးနေတဲ့အနေအထားမျိုးကတခါအဆိုးဘက်ကပိုးလာပြန်တယ်လူ4ယောက်မှာ1ယောက်ဖက်လူကောင်းကြံပြီးတော့ကျန်တဲ့လူ3ယောက်ကအဆိုးအဲ့တော့အကောင်းကတပုံပဲကြံတော့တယ်အဲ့ဒီခေတ်ကိုကလိယုဂလို့ခေါ်တယ်အဆိုးများသွားတဲ့ခေတ်ပေါ့နော်ဆိုးများသွားတဲ့ခေတ်ကောရမမြတ်စွာဘုရားပွင့်တာဟာအဲ့ဒီကလိယုဂမှာပွင့်တာအဆိုးများတဲ့ခေတ်မှာဥပမာမဲ့4ချောင်းတော့စပွဲကြီးမှာခြေတော့3ချောင်းကကျိုးနေပြီးတော့ခြေတော့တစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲဘယ်လိုနေမလဲချစ်ကြည့်ပေါ့ခြေတော့တစ်ချောင်းနဲ့ပဲထောက်ထားတဲ့စပွဲစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်မယ်အဲ့တော့လူလောကကြီးဟာအကျင့်တရားတွေပြက်ပြားပြီးတော့လှုပ်လဲလှုပ်တယ်စောင်းလဲစောင်းနေတဲ့အဆိုးဆုံးအချိန်ပိုင်းလို့သူတို့ပြောလို့ရတယ်ပေါ့နော်ချိန်ပိုင်းကိုရောက်လာအဲ့ဒီချိန်ပိုင်းကလည်းပဲနောက်ဆုံးမှာလူ4ပုံဟာ4ပုံလုံးအဆိုးတွေကြီးဖြစ်သွားတဲ့အချိန်ပိုင်းရောက်လာနိုင်သေးတယ်ပေါ့အဲ့ဒီကျရင်တော့အကောင်းကုန်သွားပြီးတော့အဆိုးတွေလွှမ်းမိုးသွားတဲ့အချိန်ရောက်တယ်အဲ့လိုဖြစ်သွားပြီဆိုရင်တော့လောကမှာလောကကြီးတစ်ခုလုံးဟာမိဟုံတောက်ပြီးတော့ပျက်စီးဆုံးရှုံးတဲ့အနေအထားမျိုးတစ်ခုရောက်သွားတယ်အခုခေတ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဘက်ကိုတာဆူးနေတဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုအစွမ်းထက်တဲ့လက်နဲ့ကြီးတွေဟာမိဟုံတောက်မဲ့ဟာတွေကြီးပဲလေကောင်းလို့အဲ့တော့အကောင်းဆိုတာမမျော်လင့်လို့မရတဲ့အနေအထားပဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုဖျားပွင့်ကြတဲ့ကလိယုတ်ခေါ်တာကိုအဲ့ဒီကလိယုကထဲမှာမြတ်စွာဘုရားပွင့်တာဖြစ်လို့ဆိုပြီးတိုင်းဆိုတဲ့အဆိုဒီလိုပဲထပ်လာမှာဖြစ်တယ်နောက်ဆုံးအဆင့်အဆိုးဆုံးတန်းကုန်သည့်ထီအောင်ဆိုးသွားပြီးတဲ့နောက်မှာတော့မုန်တိုင်းထန်လို့မုန်တိုင်းပြင့်သွားလို့ရှိရင်လေးပြေးလေးလာတဲ့အချိန်ဆိုတာပေါ်လာတတ်တယ်ပေါ့နော်မုန်တိုင်းတိုက်ပြီးတဲ့နောက်မှာလေးပြေးလေးတိုက်လာတတ်တယ်ပေါ့အဲ့ဒီအချိန်ခါရောက်လာလို့ရှိရင်တော့အဆိုးတွေကကုန်သွားပြီးကောင်းဘက်ကိုပြန်စားလာအဲ့ဒီကနေပြီးကောင်းလိုက်ပြန်တယ်
ကောင်းတဲ့တက်တန်းကလည်းတဖြည်းဖြည်းတက်သွားပြီးတော့နောက်ထပ်အဆိုးဆိုလာအောင်မယ်လူတွေရဲ့တက်တန်းတွေကလည်းမတန်မရှိအသင်ခြေတန်းထီအောင်ရောက်နတ်တွေတဲ့တောင်အသက်ရှိတဲ့အဆင့်ထီအောင်ရောက်သွားနိုင်နောက်ပိုင်းမှာလူတွေအချင်းပြည့်သည့်အတွက်ကြောင့်တက်တန်းတွေကပြန်ဆုပ်ယုတ်လာဒါသက္ကဝတိသုတ်တံမှာဒီတိုင်းပဲဟောထားတာဗျာနော်ဒီတိုင်းပဲဟောထားတာအဲ့လိုအကောင်းနဲ့အဆိုးကျုံနေတာသောဝတရားကြီးတို့ဖြစ်ပြီးတော့နေအဲ့တော့ကောင်းခြင်းဆိုခြင်းရဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင်သရဝရီအားလုံးရဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့စိတ်ဓာတ်တွေလွှမ်းမိုးလာခြင်းဟာမကောင်းခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားပွင့်လိုက်လို့ခံသာသွားတဲ့အနေအထားမျိုးတော့ရှိတယ်မြတ်စွာဘုရားပွင့်သွားတာပြိဋိဘံဆံသွားတာအခုနေပေါင်း2600 2500ကျော်သွားပြီဆိုတော့တဖြည်းဖြည်းဆိုးဘက်ကအာသာလာမှာပဲတော့ခုချိန်မှာအဆိုးဆုံးလို့မဆိုရသေးတဲ့အချိန်လေးရောက်တဲ့အချိန်မှာကိုယ်တိုင်ကောင်းနိုင်သမျှကောင်းအောင်ကြိုးစားဖို့ကလွယ်ပြီးတခြားလုပ်စရာဘာမှမရှိပါဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကပဲဒီကလိယုဂထဲမှာပွင့်လာတဲ့အခါမှာချီးမားတဲ့အနှောက်အယှက်တွေမျိုးစုံကြုံရတယ်လူသားတွေကနှောက်ယှက်တာလို့နတ်တွေကလည်းပဲနှောက်ယှက်တယ်တော့ကောင်းတာမကြိုက်တဲ့လူစုဆိုတာရှိတယ်လေကြည်ပါလားခုနကကလိယုဂဆိုရင်ကောင်းတာမကြိုက်တဲ့လူက4 ယောက်မှ3 ယောက်ရှိတယ်ကောင်းတာကြိုက်တာ1 ယောက်ပဲရှိတာအဲ့တော့အမြဲတမ်းသူကမကောင်းတာကြိုက်တဲ့လူတွေအများနေအဲ့တော့ဒီအဓိပ္ပာယ်ကိုဖော်ဆောင်တဲ့အနေနဲ့မနတ်သူမြတ်ဗုဒ္ဓဤတုံ့ပြန်ချက်များဆိုတာမှတ်သားနိုင်ယူကြည့်ကြရအောင်အဲ့တော့အဆိုးကိုဘာနဲ့တုံ့ပြန်မလဲတန်ယုတ္တနိကေမှာမာရတန်ယုတ္တဆိုပြီးတော့မနတ်သူမြတ်ဗုဒ္ဓရဲ့တုံ့ပြန်ချက်များကိုသုတ်ပေါင်း25သုတ်နဲ့မှတ်တမ်းတင်ထားတာရှိတယ်။တော့ဒီကနေ့ပထမဆုံးသုတ်တန်လေးကိုနာယူမှတ်သားကြည့်တဲ့အခါမှာကိုယ့်အတွက်အဖြေတစ်ခုတော့ရမှာပဲပေါ့။စိတ်ရဲ့ဖြေရလေးတစ်ခုတော့ရလာနိုင်တယ်ပေါ့။မြတ်စွာဘုရားတောင်းဆိုကြုံနဲ့ဘလို့တုံ့ပြန်ခဲ့တယ်ဆိုတာသိသွားနိုင်တယ်ပေါ့။အဲ့တော့အကောင်းဆုံးခွဲခြားသိပြီးတော့အဆိုးကိုအကောင်းနဲ့ဘလို့တုံ့ပြန်ရမယ်ဆိုတာဒီသိရှိနားလည်နိုင်တယ်မာရတန်ယုတ်မှာသုတ်ပေါင်း25သုတ်ဟောထားတာဒီနေ့ပထမဆုံးသုတ်ဖြစ်တဲ့တပောကမ္မလို့နာမည်ပေးထားတဲ့သုတ်တန်လေးကစပြီးတော့နာယူမှတ်သားကြည့်အောင်တပောကမ္မဆိုတာတပအချင်းတပဆိုတာပင်မခက်ခဲပြီးတော့ဆင်းရဲဒုက္ခပြတဲ့အချင်းချင့်မွေရဓမ္မခက်ခဲတဲ့အချင်းမျိုးဖះလောင်းတော့ဟာ6 နှစ်ပတ်လုံးကျင့်တဲ့မှာဒုက္ခရစရိယာလို့ခေါ်တဲ့ပင်မတဲ့အကျင့်မျိုးကျင့်တာကျင့်ခဲ့တာဖြစ်တယ်အဲ့ဒါကိုတပအကျင့်လို့ခေါ်တယ်အိန္ဒိယမှာဒီတပအကျင့်တွေကခေတ်စားခဲ့တယ်ပေါ့တော့ဓမ္မစကြာစကားနဲ့ပြောမဆိုရင်အတ္တကိလမထာနုယောဂဆိုတဲ့အကျင့်ပဲတပအကျင့်ဆိုတာခန္ဓာကိုယ်နှိပ်စက်ပြီးတော့ဒုက္ခခံမအနာခံမအတန်ဆာရတယ်ဆိုတဲ့ဝါဒအတိုင်းပဲလူရဲ့ခန္ဓာကိုယ်ကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေရောပါအောင်ကြိုးစားတဲ့အကျင့်ကိုတပအကျင့်လို့ဒီလိုခေါ်လို့ရတယ်နော်ခန္ဓာကိုယ်နှိမ့်ဆက်ညှဉ်းပန်းပြီးတော့မလန်းအောင်လှုပ်ထားတဲ့အခါမှာစိတ်ကလည်းကာမဂုဏ်အာယုဘက်မှာတက်ကြွမှုမရှိဘူးလို့ယူဆပြီးတော့အဲ့ဒီတပအကျင့်တွေကိုကျင့်ကြတာဖြစ်တယ်ဖះပွင့်တဲ့အချိန်မှာအမှန်တမ်းခေတ်စားခဲ့တယ်အဲ့ဒီတပအကျင့်ကိုကျင့်တဲ့ထဲမှာအထွတ်ထိပ်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်ကဘယ်သူတုံးဆိုရင်မက္ခလိကောသလပဲဖြစ်တယ်မက္ခလိကောသလဟာတပအကျင့်ကိုကျင့်တဲ့နေရာမှာအစွမ်းကုန်ပင်ပန်းခံသွားတဲ့ပုဂ္ဂိုလ်
အောင်မြင်ပေါရောက်သွားတယ်ဆင်းရဲဒုက္ခမျိုးစုံကိုခံပြလိုက်တယ်အမျိုးစုံကိုဘယ်တိုင်းတာထိခံနိုင်ရရှိတယ်လဲဆိုတာကိုသူခံပြီးတော့ချက်ကြကြကွာတော့ရလကဘာရှိတော့ဆိုဘာမှမရှိဘူးရလကဘာအကျိုးမှမရှိဘူးခန္ဓာကိုယ်ပင်မယုံတပည့်ဆက်ကြမှာမြတ်စွာဘုရားဟောတာကြည့်ယောယံအတ္တယောစာယံအတ္တကိလေသာလူယောခောဒုက္ခောနာရိယောနထတဟိတောစကားသုံးလုံးနဲ့မြတ်စွာဘုရားတပအကျင့်လို့ဆိုတဲ့ဒုက္ခရစရိယအကျင့်ဟာတဲ့ဒုက္ခတိတ်ကိုခဲနဲ့တိတ်ကိုပင်မနဲ့တိတ်ကိုဆင်းရဲတယ်အဲ့ဒါလို့ဆင်းရဲလို့အကျိုးတစုံတရာရသလားလို့ဆိုအနတ္ထသဟိတတဲ့ကောင်းကျိုးကိုဖြစ်ပွားစေမှုလုံးဝမရှိဘူးလို့ပြောတယ်ကောင်းကျိုးချမ်းသာကိုဖြစ်စေမှုလုံးဝမရှိဘူးအနရိယောမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေမလိုက်ဘူးတဲ့ဒီအကျင့်ကိုဒုက္ခအနရိယောအနတ္ထသဟိတောကောင်းကျိုးချမ်းသာကိုလုံးဝမဖြစ်စေနိုင်တဲ့အကျင့်ဖြစ်တယ်လို့တိတိလင်းလင်းဓမ္မစကြာမှာရှေးခေတ်ကခေတ်စားခဲ့တဲ့အကျင့်နှမျိုးကိုမြတ်စွာဘုရားထုတ်ဖော်ဟောကြားတာအဲ့ဒီထဲမှာချမ်းသာဒုက္ခခံစားတဲ့ကာမဒုက္ခလိကနိယောဂအကျင့်ကတော့ majority လူများစုပြောနေသေးကဲဆိုပြီးတော့ပြောသလိုနေကြတဲ့အကျင့်ပဲအဲ့ဒါတော့လူတိုင်းကျင့်နေကြတာနော်စိတ်ကိုလွတ်ထားပြီးတော့ပြောနေကြတယ်ကာမဂုဏ်အာယုန်တွေနောက်လိုက်ပြီးတော့နေကြတယ်အဲ့ဒါကာမဒုက္ခလိကနိယောဂအကျင့်အဲ့ဒါကိုစန့်ကျင်ပြီးတော့ဒီလိုချမ်းသာဒုက္ခခံနေလို့ဘာအကျိုးမှရမှာမဟုတ်ဘူးဒုက္ခခံမှအကျိုးရမယ်အနာခံမှအသာဆန်ရမယ်ဆိုတဲ့အတွေးနဲ့အတ္တကိလေသာနိယောဂအကျင့်ကိုကျင့်တာအဲ့ဒီလမ်းကြောင်းကြီးနှစ်ခုစလုံးကိုမြတ်စွာဘုရားဟာပြောမယ်ဆိုလို့ရှိရင်လူဘဝမှာ16နှစ်သားအရွယ်အိမ်အောင်ကြပြီးတော့29နှစ်ထိအောင်နန်းတော်မှာနေခဲ့တာဒါကာမဒုက္ခလိကနိယောဂအချင်းပဲအဲ့ဒီကနေတောထွက်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့မင်းသားဘဝကစိန်ကြနေခဲ့သမျှတွေကိုအကုန်လုံးတွန်းလှန်ဖယ်ရှားပြစ်ပြီးတော့ဆင်းရဲဒုက္ခဟုသမျှကိုရင်ဆိုင်ပြီးတော့ခံစားတယ်ဒုက္ခခံတယ်အဲ့ဒါကြတော့အတ္တကိလေသာနိယောဂလို့ခေါ်တယ်ဘာအတွက်ဒုက္ခခံကြည့်ပြီးတော့ကျင့်တယ်ဆိုရင်အဲ့ဒီခက်ရဲ့ယုံကြည်ချက်ကဘာတော့ဆိုလို့ရှိရင်ရှင်နေကကိလေသာတရဝါတွေကိုညှဉ်းညူးစေတတ်တဲ့လောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကစင်ကြယ်သွားနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယုံကြည်ချက်နဲ့လုပ်တာလေအဲ့ဒီယုံကြည်ချက်နဲ့လုပ်နေတာစင်ကြယ်ခြင်းနာသူကစင်ကြယ်တယ်ဆိုတာအကုသိုလ်တွေရှိနေတာကိုဆေးကြောပြစ်ချင်တယ်တော့ခဏခိဘာသာတရားတွေလည်းကြည့်ခဏခိဘာသာတရားလူဆိုတာမဟုတ်တာလုပ်တာရှိတယ်လေမဟုတ်တာလုပ်ပြီးတော့မဟုတ်တာဖြစ်မှကြတော့ကြောက်တယ်လူကကြောက်သည့်အတွက်ကြောင့်သူတို့ကနီလန်းရှာကြတယ်နီလန်းရှာတော့တချို့ကျတော့ဘုရားသခင်ရှေ့ဒူးထောက်ပြီးတော့ confession လုပ်လိုက်လို့ရှိရင်အကုသိုလ်တွေစင်ကြယ်သွားတယ်လို့ယုံကြည်တယ်တချို့ကဒါကြောင့်မို့လို့ confession လုပ်ပြီးတော့ဝန်ခံကြတယ်နောက်တချို့ကျတော့အိန္ဒိယနိုင်ငံမှာကြည့်ဆောင်းရသည်ကျတော့သတိထားပြီးတော့ကြည့်ကြသတင်းစာတွေတို့ဘာလို့သတင်းတွေဘာတွေသိကြကြည့်အေးဆုံးရသည်မှာခင်းကမြစ်ကိုလာပြီးတော့လူတန်းချီပြီးတော့ရေချိုးကြလိမ့်မယ်အမှန်တန်အေးပါတယ်ဆိုတဲ့ချိန်မှာဘာဖြစ်လို့ရေချိုးလဲတနစ်တာကာလပတ်လုံးမကောင်းမှုဒုစရိုက်တွေလှုပ်ထားတာတွေကိုတန်းစင်ဆေးကြောခြင်းနဲ့ဒီရေလေးချိုးလိုက်လို့ရှိရင်မဟုတ်တာလှုပ်ထားတာတွေအကုန်ပြေပြောက်သွားတယ်လို့ယုံကြည်တာနော်လူဆိုတာယုံကြည်ခြင်းနဲ့လှုပ်တာကြီးပဲအကုန်လုံးတကယ်ရောဖြစ်သလားဆိုတာဘယ်သူမှမစုံစမ်းဘူးစုံစမ်းတဲ့လူကဗဒ္ဓမနေတယ်
အဲ့ဒါဘာကြောင့်လို့ဆိုအဝိဇ္ဇာဆိုတဲ့အမောင်ကဖုံးထားတာလူတွေဟာမသိဘူးအမှန်မသိဘူးအမှန်မသိတော့ဘာပြောဟုတ်များဟုတ်မလားဆိုပြီးသူများလို့သူတို့လိုက်လို့တာပေါ့နော်အဲ့ဒါဥဒကသုတ်တိလို့ခေါ်တယ်ရှည်နဲ့တန့်စင်စေကြောခြင်းခန္ဓာကိုယ်မှာတင်းနေတဲ့အညစ်အကြေးကိုဆေးတာမဟုတ်ဘူးရှင်တဲ့နှလုံးနဲ့ရောက်တဲ့အကုသိုလ်တွေကိုဆေးဖို့ကြိုးစားတာတို့အခုလည်းပဲတပါအကျင့်ဆိုတာအဲ့လိုပဲအကုသိုလ်တွေကလွတ်ပြီးတော့စင်ကြယ်မလားဆိုပြီးတော့ကျင့်ကြတာအဲ့ဒါကိုတပါအကျင့်လို့ခေါ်တယ်ဒါသဘောပေါက်အောင်ပြောပြတာအကျင့်ကြုတ်လေးနော်အဲ့တော့မြတ်စွာဘုရားရဲ့လောင်းတော်ဟာ29နှစ်မှာတောထွက်လိုက်တယ်တောထဲရောက်ပြီးတဲ့အခါမှာအိန္ဒိယနိုင်ငံမကရတိုင်းမှာခေတ်စားတဲ့အကျင့်တွေကိုကျင့်နေကြတဲ့ဆရာတွေစီသွားပြီးတော့ဒီအကျင့်တွေနဲ့ပတ်သက်ပြီးမေးမြန်းစူးစမ်းတယ်သင်ယူတယ်ပြီးတော့လိုက်နာကျင့်သုံးကျင့်တယ်အဲ့တော့ဤမျိုးအယူဝါဒအမျိုးကဟောပြောတဲ့ဤစနစ်တွေဇာတိနာယူထားပြီးတဲ့အခါမှာအတ္တကိလမထနုယောဂလို့ခေါ်တဲ့ခန္ဓာကိုယ်နှိပ်စက်ပြီးတော့ကျင့်တဲ့အကျင့်ကိုထိုခေတ်ကတန်ဖိုးထားကြတယ်လူတွေကလည်းအပေးကြတယ်အားလုံးကလည်းဩဝါပေးကြတယ်ဘလောက်ထီအောင်ကျင့်နိုင်တယ်ကိုမလုံးနိုင်တာကိုလှုပ်ပြရင်လူဆိုတာအံ့ဩတာပဲလေကိုမလုံးနိုင်တဲ့တာမန်လူတွေမလုံးနိုင်တာကိုလှုပ်ပြရင်လူဆိုတာအံ့ဩတာပဲမချစ်တွေကြည့်ပါလားမလုံးနိုင်တာလှုပ်ပြရင်လူကအထင်ကြီးတာအဲ့ဒါကြောင့်အတ္တကိလမထနုယောဂအကျင့်ထွတ်ထိပ်ရောက်ပြီးတော့အဲ့ဒီခေတ်မှာခေတ်စားအဲ့တော့ဘုရားလောင်းကလည်းတောထွက်လာတဲ့အခါမှာအဲ့ဒီကျင့်ကိုစမ်းကြည့်တယ်တရားဥတရားမြတကယ်ရသလားဘုရားလောင်းဆိုတာသူကလက်တွေ့ကြတဲ့လူတယောက်ပဲအပြောသမားမဟုတ်ဘူးလက်တွေ့လုပ်တာအများစုကတော့လူတွေကလက်တွေ့မလုပ်ဘူးအပြောသက်သက်နဲ့နေကြတာဖြစ်တယ်ပေါ့သူကတော့မဟုတ်ဘူးလက်တွေ့လုပ်မယ်သူတို့ပြောတာအပြောလောက်တယ်မဟုတ်ဘူးလက်တွေ့ဖြစ်လောက်တယ်စမ်းကြည့်မယ်ဆိုအဲ့တော့ပထမပါလောက်တော်လို့ဆိုတော့မဟာသစ္စကသုတ်တံမှာဖော်ပြထားတယ်ဖះလောင်းကျင့်ခဲ့တဲ့တပအကျင့်လေးကိုပြောပြမယ်နော်ပထမသူပါစမ်းသပ်တုံလို့ဆိုရင်စိတ်ကိုစိတ်နဲ့ဖိနှိပ်ပြီးတော့အန်ချိတ်ပြီးမကောင်းတဲ့စိတ်တွေကိုကိုယ်ရင်ထဲကနေထုတ်ဖို့ကြိုးစားခဲ့တယ်စိတ်ကိုစိတ်နဲ့ဖိနှိပ်ပြီးတော့အတင်းအကျပ်မပေါ်အောင်ကြိုးစားခဲ့တယ်အဲ့ဒီမှာလဲတော်တော်ဆက်ဆက်ရဲပြမေပါမှဖြစ်ခဲ့တယ်ပေါ့နောက်တစ်ခုကဘာလို့တုံးဆိုလူဆိုတာအသက်ရှူပြီးတော့မှရှူသွင်းလိုက်ရတဲ့လေနဲ့အောက်ဆီဂျင်ထဲမှာအသက်ရှင်နိုင်တာအဲ့ဒါကိုအသက်ရှူရက်တဲ့အကျင့်မျိုးကိုသူကျင့်မယ်ဆိုပြီးတော့စမ်းကြည့်တာအသက်မရှူပဲနေရင်ဘာဖြစ်မလဲမကောင်းတဲ့စိတ်တွေကိုအသက်ရှူရက်ပြီးတော့ဖယ်ရှားမယ်ဆိုတဲ့အနေအထားမျိုးနဲ့အသက်ရှူကိုသူစတင်ချုပ်တီးကြည့်တယ်ချုပ်တီးလိုက်တဲ့အခါလေတွေကချုပ်တီးလိုက်တဲ့အခါမှာရှူထားတဲ့အသက်ရှူလိုက်တဲ့လေတွေဟာနားပေါက်ကနေပြီးတော့တိုးထွက်လာတဲ့အခါမှာနားထဲမှာဆူညံတဲ့အတန်တွေကြားလာရတယ်အဲ့ဒါမှပြမစင်းရဲစွာအဲ့ဒါကိုစမ်းသပ်တယ်ဒုက္ခတွေကြည်ကြရောက်တယ်အဲ့ဒီကနေပြီးဆက်လှုပ်အောင်မဲ့ဆိုလှုပ်တယ်လှုပ်တဲ့အခါကျတော့ခေါင်းကိုတူနဲ့ထုတယ်လို့လေတွေကိုချုပ်တဲ့အခါကျတော့ခေါင်းကြီးကတခါတည်းတူနဲ့ထုနေတယ်လို့ခေါင်းခဲတဲ့ယောဂဖြစ်လာအဲ့ဒါကိုလည်းနောက်ဆုတ်မသွားဘူးဆက်ပြီးတော့ကျင့်တယ်ဆက်ကျင့်တဲ့အခါမှာဒီကိုယ်လုံးဟာမိဘုံနာကတ်ထားတယ်လို့ပူလောင်ပြီးတော့လာတယ်ချွေးပြိုက်ကြလာတယ်
အဲ့ဒီအချိန်မှလည်းပဲမရက်သေးပဲနဲ့ဆက်ပြီးတော့လှုပ်တယ်ဘိုက်ထဲမှာလေတွေကလဲပြီးတော့ဘိုက်ကိုဖောက်ထွက်မတတ်ဘိုက်နာတဲ့ယောဂဖြစ်ပေါ်လာတယ်အဲ့ဒီအချိန်မှလည်းပဲမရက်ဘူးဆက်ပြီးတော့လှုပ်တယ်အဲ့လိုစံသက်ခဲ့တာဒါအပ္ပနကစံလို့ခေါ်တယ်အသက်မရှိဘဲနဲ့ကျင့်တဲ့အကျင့်တစ်ခုစံသက်ပြီးတော့ကျင့်ကြည့်တယ်အဲ့ဒါတွေကိုတပအကျင့်လို့ခေါ်တာပဲနောက်အဲ့လိုလှုပ်တဲ့အခါမှာအထွတ်ထိပ်ရောက်သွားပြီးတော့တကူလုံးဟာပူပြီးတော့ဆင်းရဲဒုက္ခရောက်သွားတဲ့အချိန်မှာနောက်ထပ်ဆင်းရဲတဲ့ပမန်းခက်ခဲတဲ့အလုပ်တစ်ခုကိုသူစမ်းတယ်ဘာလုပ်လဲဆိုရင်အစာကိုလုံးဝဖြတ်ပြီးတော့ကျင့်မယ်လို့ကြိုးစားတယ်ဒါပေမဲ့လို့နားထဲမှာကြားတာအစာကိုလုံးဝမဖြတ်ပါနဲ့ဆိုတဲ့အတန်ကြားတယ်ဖြတ်လိုက်ရင်လည်းငွေညင်းပေါက်တွေကနေပြီးတော့အစာဩဇာတွေလူခန္ဓာကိုယ်ဆိုတာပါးစပ်ကဝင်မှာမဟုတ်ဘူးခန္ဓာကိုယ်သုတ်လိမ့်ပြီးလို့ရှိရင်လည်းပဲအဲ့ဒီခန္ဓာကိုယ်ရဲ့အရေးပြားတွေတဲ့ကနေစိတ်ဝင်သွားပြီးတော့အသက်ရှင်နိုင်သေးတယ်လို့ဆိုတယ်ဒါလည်းဟုတ်ပုံရတယ်ဖေဝိသရမင်းကြီးကိုထောင်ထဲထည့်ပြီးတော့အဇာတတကထောင်ထဲထားပြီးတော့ထားတဲ့အချိန်မှာသူ့ရဲ့မဲတော်ဝေရိဟိမိဗျာကဒီအဝတ်ကလေးနဲ့ထုတ်ပြီးတော့အစာခိုးပြီးတော့ကျွေးတာစာခိုးပြီးတော့ကျွေးတယ်အဲ့ဒါနဲ့သက်ရှင်နောက်ဇာတတသိသွားတဲ့အခါကျသူ့မဲတော်ကိုအဲ့ဒါအဝတ်နဲ့မဝင်ခိုင်းတော့ရှူသွားလို့မရတော့ဘာမှယူလို့မရတဲ့အခါကျတော့မိဖုရားကြီးကဘာလုပ်တော့ဆိုရင်သူကိုယ်သူရေမိုးချိုးတန့်စင်ပြီးတော့မှတကူလုံးကိုစတုပ္ပရုတွေတုတ်သွားတယ်နော်အစာယူလို့မရတဲ့အခါခန္ဓာကိုယ်ဟာစတုပ္ပရုလို့ခေါ်တဲ့ဒီထောပတ်တို့ပြားတို့တကားတို့ဆိုတဲ့ဟာတွေ ਨੇ အချိုးရည်တွေတုတ်ပြီးတော့အဝတ်ကလေးခြုံပြီးတော့ဝင်သွားတယ်ဟိုရောက်တဲ့အခါကျတော့ပေဝိသရမင်းကြီးကိုကျွေးတဲ့အခါမှာပေဝိသရမင်းကြီးကရှာနဲ့ရဲရတယ်အစာငတ်နေပြီလေဒုက္ခနာကိုမှတုတ်လိမ့်ထားတဲ့စတုပ္ပရုလို့ခေါ်တဲ့ပြားသက်ကအချိုလေးတွေကိုရှာနဲ့ရက်ပြီးအဲ့ဒါလေးနဲ့အသက်ရှင်နေပြန်နော်အဲ့တော့ဒီလိုလေအသက်ရှင်နိုင်တဲ့အနေအထားမျိုးရှိတာပေါ့နော်နောက်ဆုံးကြတော့ပေဝိသရမင်းကြီးကိုလမ်းလျှောက်ပြီးတော့ပီတိနဲ့နေတာကိုမနေရအောင်ခြိပွားကိုဓာတ်နဲ့ခွဲလိုက်တဲ့အခါမှာကြတော့ယောဂဝေဒနာနဲ့ခံစားရပြီးတော့နဲ့အဆန်သွားတယ်ဆိုပါစို့နော်အဲ့တော့အစာဖြတ်ပြီးတော့လုပ်တယ်အဲ့တော့မြတ်စွာဘုရားအလောင်းကလည်းအစာဖြတ်မလို့ကြိုးစားတဲ့အခါမှာနတ်တွေကနေပြီးတော့မွေးခြင်းဘောက်ကအစာသွင်းပေးမယ်လို့သူပြောတာအဲ့ဒါနဲ့လုံးဝတော့မဖြတ်ဘူးဒါပေမဲ့အမတန်မှနဲတဲ့အတိုင်းတာလေးစားတယ်ဥမာမဲ့ပဲအီလေးဒီတရက်စာနှစ်ရက်စာလေးပေါ့ရှာလေးနဲ့ဆိုလိုတာတော့ရေပေါက်ကလေးတစ်ပေါက်စာလောက်ပေါ့အဲ့လောက်လေးကနေစားပြီးတော့အစာကိုရှော့ချလိုက်တဲ့အခါနောက်ဆုံးမှာပိန်ချောက်သွားပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အမွှေးတွေတောင်းလက်နဲ့ကင်လိုက်ကျွတ်သွားတဲ့အတိုင်းတာထီအောင်ကျမကြီးကချိုးရွံ့သွားတယ်ဒုက္ခရစရိယာရုပ်ပုံကြီးကိုကြည့်ဘူးကြလိမ့်မယ်အကျော်ပြိုင်ပြိုင်ထပြီးတော့စာထဲမှာဆိုတာဘိုက်ကိုကင်လိုက်ရင်ကြောရိုးကိုထိတယ်တဲ့ဘာလို့ဆိုကြောရိုးနဲ့ဘိုက်နဲ့ကတ်သွားတယ်အဲ့လောက်ထိအောင်ပင်မဆင်းရဲတဲ့အကျင့်တွေကိုကျင့်လိုက်တာနောက်ဆုံးကြတော့သူကသူစဉ်းစားတယ်ပေါ့ငါကျင့်တာထွက်ထရောက်သွားပြီဘာပြအကျိုးကျေးဇူးရလဲဘယ်လိုအသိဉာဏ်တွေများတိုးတက်လာတော့လို့ဆိုဘာအသိဉာဏ်မှမတိုးတက်ဘူးမတိုးတက်တဲ့အခါမှာခေါင်းထဲမှာစဉ်းစားလာတယ်သိရအညွှန်းမဲ့ခေါ်ပေါ်ရရငါသိခြင်းနဲ့အသိဉာဏ်ရဖို့ရအတွက်ကတခြားနိလန်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါနဲ့တော့မဖြစ်တော့တော့ဘူးဆိုပြီးတော့ဆွန့်ပယ်လိုက်တာဒုက္ခရစရိယာအတ္တကိလေသာနိယောကအကျင့်ကိုဖယ်လိုက်တာဖယ်လိုက်ပြီးတော့
သမထကျင့်စဉ်တစ်ခုကိုအာနာပါနစနဲ့ကျင့်အဲ့ကြတော့မှနောက်ဆုံးကြတော့ဘုရားဖြစ်တဲ့ရောက်သွားတယ်ပေါ့နော်လမ်းမှန်တွေ့သွားတယ်ပေါ့အဲ့ဒါမစ္စည်းမပฏิပဒါဆိုအဲ့ဒါပြောတာချမ်းသာခံစားတဲ့ကာမတုကလိကနိယောကအကျင့်လည်းမဟုတ်ဘူးအတ္တကိလေသာဆိုတော့ဗေမခံတဲ့အကျင့်လည်းမဟုတ်ဘူးအဲ့ဒီနှစ်ခုကြားမှာခံစားတဲ့ချမ်းသာခံစားဗေမခံတဲ့နေရာဗေမခံအဲ့လိုမြတ်တညီညွတ်စွာအသိဉာဏ်ဖြစ်ဖို့ဥတည်ပြီးတော့ကျင့်တဲ့အကျင့်ကိုမစ္စည်းမပฏิပဒါလို့ခေါ်တယ်အဲ့တော့တချို့ကမစ္စည်းမပฏิပဒါဆိုတာကြိုးစားအထောက်မှုမရှိတာကိုထင်နေကြတယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးလမ်းမှန်မဲ့ဆိုရင်တော့ကြိုးစားရမယ်လို့သူဆိုလိုတယ်နော်မကနဲ့လမ်းကြောင်းကနေကြိုးစားရမယ်လမ်းမှန်မှုကအရေးကြီးတယ်ပေါ့အဲ့ဒါလို့ကျင့်လိုက်တဲ့အခါမှာအလုံးသိကြတဲ့အတိုင်းပဲကဆုံလာပြီးနေ့မနေ့ပိုင်းမှာဖះမဖြစ်သေးဘူးအဲ့ချိန်မှာဖះလောင်းတော့ဟာညောင်မအောင်မှာထိုင်နေတဲ့အချိန်သူစတာကနတ်ကိုပူဇော်ဖို့ဆိုပြီးတော့နှုတ်ကနာတွင်နေချက်လာတယ်ရွှေကွက်ကြီးနဲ့ထည့်ပြီးတော့အဲ့ဒီညောင်မင်းကိုပူဇော်ဖို့လာတာညောင်မင်းဆောင်နတ်ကိုပူဇော်ဖို့လာတာဖះလောင်းကအဲ့ဒီအောက်မှာထိုင်နေတော့ဟာညောင်မင်းဆောင်နတ်ကကိုရင်ပြတယ်ဆိုပြီးတော့ရွှေကွက်ရောပါရောဖះလောင်းကိုကတ်ခဲ့တာအဲ့လိုနော်သူကဖះအနေနဲ့လှူတာမဟုတ်ဘူးနတ်အနေနဲ့သူယုံကြည်ချက်ကအဲ့လိုကတ်လိုက်တာအဲ့ဒီမှာမြတ်စွာဘုရားရဲ့အလောင်းတော်ဟာသူဇာတကတ်လှူတဲ့နှုတ်ကနာစွမ်းကို49လုပ်တဲ့ဖုံးမေ3ဆောင်ပြီးတဲ့အခါမှာဒီရွှေကွက်ကြီးကတန်မိုးကြီးတာဟုတ်တန်မိုးကြီးတော့တောထဲမှာဆိုလို့ရှိရင်ဒါကြီးကထိမ့်သိမ့်ဆောက်ရှောက်လို့မလွယ်ဘူးအဲ့တော့အနီးနားမှာရှိတဲ့နေရင်စရာမြစ်ထဲကိုသွားမျောတယ်မျောတဲ့အခါမှာအထိတ်ထန်ကြည့်တယ်ငါဖះဖြစ်မှဆိုလို့ရှိရင်ရေညံဘက်ကိုဆန်တက်ပါစေဆိုပြီးတော့ရွှေကွက်ကိုရှေးပြမောချလိုက်တဲ့အခါမှာအောက်ဆုံးမသွားဘဲနဲ့အပေါ်ဆန်တက်သွားတယ်ဒါစိတ်အားတက်သွားတယ်နော်ငါဖះဖြစ်မှသိကြတယ်ပေါ့ရွှေကွက်ကြီးကဆန်တက်သွားတယ်ဆန်တက်သွားပြီးဝဲဆုပ်ပြီးတော့မြုပ်သွားတယ်ပေါ့အဲ့ဒါနဲ့အတ္တသေးရောဖြစ်ပြီးတော့ကြောင်မေဘက်ကိုပြန်လာတယ်သုထိယဆိုတဲ့မျက်ရိပ်သမားကပုရဝေလတောထဲမှာမျက်တွေကိုလိုက်ရိပ်ပြီးတော့မျက်ထန်းကြီးနဲ့လာတဲ့အခါဖះလောင်းညောင်မင်းအောင်မှာညောင်မင်းနားမှာရှိနေတာကိုတွေ့တော့သူ့မျက်ထုံးကြီးတွေရှစ်ထုံးခွဲပြီးတော့ဘုရားလောင်းကိုမျက်ရှစ်စုပ်ကိုလှူခဲ့တယ်လို့ပြောတယ်ရှေးခေတ်ကတော့အဲ့ဒါကမြက်ကဘာလောက်တာတုံးဆိုနွားကျွေးတာလည်းဖြစ်နိုင်တယ်အိမ်မှာခင်းတာလည်းဖြစ်နိုင်တယ်နော်အိမ်ကိုခင်းတာမြက်အခင်းလို့ခေါ်တယ်မြက်အခင်းလေးနဲ့ခင်းပြီးတော့အိတ်ကြတာအေးတာပေါ့ကဆုံလားဆိုတော့ရာသီဥတုကပူတယ်မြက်စိမ့်စိမ့်လူတကူစားခင်းပြီးတော့အိတ်လောက်တဲ့အတိုင်းတာအထိမျက်ရှစ်စုပ်မြတ်စွာဘုရားကိုလှူတော့အခါမှာဘုရားလောင်းကိုလှူတဲ့အခါမှာဘုရားလောင်းကညောင်မင်းရဲ့ရှေ့ဘက်ကနေပြီးတော့ညောင်မင်းကိုကြောပေးပြီးအဲ့ဒီအရှေ့ဘက်ကိုလှည့်ထိုင်တဲ့နေရာလေးမှာမျက်ရှစ်စုပ်ကိုဖြန့်ခင်းလိုက်တယ်မျက်အခင်းပေါ်မှာထိုင်တာတချို့ကျမ်းတွေကတော့ယရဏပလင်ပေါက်တယ်လို့ပြောကြတယ်သို့တော့တချို့ကျမ်းကတော့မရေးဘူးမျက်ရှစ်စုပ်ပေါ့ဘာပဲထိုင်တဲ့သဘောရေးတယ်ဖြစ်နိုင်တာတော့အဲ့အချိန်မှာဖះမဖြစ်သေးဘူးလေမျက်အခင်းပေါ်မှာထိုင်လိုက်တယ်ထိုင်ပြီးတော့အဋိဋ္ဌံငါဒီကနေ့ဖះမဖြစ်လို့ရှိရင်ဒီနေရာကမထတော့ဘူးဆိုတဲ့အဋိဋ္ဌံနဲ့ထိုင်လိုက်တာညနေရောက်တဲ့အခါအဲ့ဒီအဋိဋ္ဌံပြက်အောင်မနက်ကလာပြီးတော့နှောက်ရှက်တယ်အဲ့ဒါကိုပဲတယုတ်ပါအောင်လို့စန္နာအောင်လို့ထွားပလင်လူတယ်ဆိုပြီးတော့
မနကပလင်လူတယ်ဆိုပြီးတော့ဆိုလာတာဖြစ်တယ်ပေါ့စဉ်းစားကြည့်ပဲဆိုလို့ရှိရင်တော့မနကြီးကလူပြေကပလင်ကိုလူပါမလားသူ့မှာတိတဲ့ကောင်းတဲ့ပလင်နေပြေးနေတာပဲသူကတကူကြည့်တဲ့နတ်ပဲလေတကယ်ကတော့ကမ္မထန်ထိုင်တာကိုအဋိဋ္ဌံပြီးတော့ထိုင်တာကိုအဋိဋ္ဌံပြက်အောင်ထားသွားအောင်လုပ်တဲ့သဘောပဲမျိုးစုံ6လမ်းသို့တော့ဒီနေရာမှာစိတ်တက်ကြန့်ခိုင်တဲ့ဘုရားလောင်းကနိုင်လိုက်တယ်ပေါ့နောက်ဆုံးမှာမနတ်ကြီးကရှုံးသွားတယ်အဲ့ဒီမှာမနတ်ရဲ့နှောက်ရှက်တွေကင်းသွားတဲ့အခါအာနာပါနကမ္မထံကိုဆက်လက်အားထုတ်ပထမယံလို့ဆိုတာ6နာရီကနေပြီးတော့10နာရီလောက်အထိကိုပထမယံလို့ခေါ်တယ်အဲ့ဒီအတွင်းမှာအာနာပါနသုဒ္ဓဇံရပြီးတော့ဖះလောင်းဟာတိဗ္ဗစကုပုဗ္ဗေနိဗ္ဗာန်ဒုသတိအဖိညာရတယ်အတိတ်ဘဝတွေကိုသိနိုင်တဲ့အဖိညာရသွားတယ်နောက်10နာရီကျော်အနေပြီးတော့နိုင်ပြ2ချက်အတွင်းမှာကြတော့ဝေးလံတဲ့ဒေသတွေကိုသိငယ်တဲ့အရာတွေတို့ဝေးလံတဲ့ဒေသတို့ကိုကြည့်နိုင်မြင်နိုင်တဲ့တိဗ္ဗစကုပညာရပြန်ပုဗ္ဗေနိဗ္ဗာန်ဒုသတိပညာရဲ့တိဗ္ဗစကုပညာရဲ့ဒါသမထကျင့်တဲ့ရနိုင်ပြ2ချက်ထိုးပြီးတဲ့နောက်ပိုင်းကြတော့အာနာပါနစရုဒ္ဓဇံကိုပဲဝိပဿနာတင်ပြီးတော့ရှုလိုက်တဲ့အခါမှာလာပြီးနေ့ညနိုင်ပြန်2ချက်ဟိုဘက်ရောက်သွားပြီပေါ့ခုခေတ် Happy New Year လို့တာညတကောင်ကျော်လောက်ကြတာလေအဲ့တော့လာပြီးတည်းဘက်ရောက်ပြီပေါ့ညတကောင်ကျော်ဆိုလို့ရှိရင်နောက်တည်းပြောင်းသွားပြီလာပြီးတည်းလို့ခေါ်လို့ရသွားပြီအဲ့ဒီလာပြီးတည်းမနဲ့အစိုးကြီးအာယုန်တက်ထန်တဲ့တပြိုင်နဲ့ဖះသဗ္ဗညုတဉာဏ်ရသွားတယ်ဖះဖြစ်သွားတယ်ပေါ့နော်သူသိကျင်တဲ့တရားတွေအကုန်ပြီးွားရသွားတယ်အာတဝခေယအဘိညာဉ်ဆိုတဲ့ဝိပဿနာကျင့်စဉ်နဲ့ရတယ်အရဟတမေကိုရလိုက်တာနဲ့တပြိုင်နဲ့သဗ္ဗညုတဉာဏ်တော်ကြီးလည်းရသွားတယ်ဆိုလိုတာကတမန်အပြင်ပြောမယ်ဆိုရင်အရဟတမေရတ္တဖို့ရတာဟာအရဟတမေဉာဏ်ကြီးကိုရတာဟာအရဟတဖို့ဆိုတဲ့အကျိုးကိုပေးတဲ့အပြင်သဗ္ဗညုတဉာဏ်ဆိုတဲ့ဟာပါတခါတည်းတွဲဖက်ပါသွားတာသဗ္ဗညုတဉာဏ်ရအောင်အထုတ်เสียတည်တံ့အထုတ်တာမဟုတ်ဘူးအရဟတမေဉာဏ်ရတဲ့ဆိုတာယဟနာဖြစ်တာပဲယဟနာဖြစ်ရင်လည်းအရဟတမေဉာဏ်ရတာပဲသို့တော့တချို့ယဟနာတွေကြတော့အရဟတဖို့ဆိုတဲ့အကျိုးတစ်ခုပဲပေးတယ်တချို့ယဟန်တွေကြတော့ဝိဇ္ဇာ3ပါးတို့ဘိညာဉ်6ပါးတို့ပဋိသင်္ပိဒ4ပါးတို့ဆိုတဲ့ခုံတူးတွေပါလာတယ်မြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးဖရာတွေရရှိတဲ့အရေးချင်းတွေအားလုံးဟာအရဟတမေဉာဏ်သို့မဟုတ်အတဝခေယဉာဏ်ရလိုက်တာနဲ့တပြိုင်နက်ဖရာတွေရမယ်အသိဉာဏ်တွေအားလုံးရသွားတယ်သူဆိုလို့တယ်ပေါ့နော်အဲ့ဒီချိန်လေးမှာဖရာဖြစ်ရောက်သွားတယ်အဲ့တော့ကဆုံလာပြီးကျော်တရက်နေ့အရုံတက်တဲ့အချိန်လေးမှာဖရာဖြစ်သူရောက်သွားတယ်လို့သို့တော့ပြောတဲ့အခါကျတော့ကဆုံလာပြီးနေ့ဖရာဖြစ်တယ်လို့ပဲပြောရတယ်ကဆုံလာပြီးနေ့လာပြီးလို့ပြောတာပေါ့သို့တော့လာပြီးတရက်ရောက်သွားတယ်ဥပမာပဲလာပြီးနေ့ကတောက်ကြဆိုလို့ရှိရင်ဖရာကစနေနေ့မှဖရာဖြစ်တာလို့ပြောရမှာတရက်လာပြီးတရက်ညသကောင်ကြော်လို့ရှိရင်ဟိုဘက်ကူးသွားပြီလေတော့အဲ့ဒီအချိန်မှာဖះဖြစ်ပြီးတော့ဘောဓိပင်ရင်းမှာပဲဆက်လက်ပြီးရှားရှိတာတဲ့တရားကိုနှလုံးသွင်းပြီးတော့ထိုင်နေတာတပတ်တိတိထိုင်တယ်အဲ့ဒါကိုပလင်္ဂတတ္တဟာလို့ခေါ်တယ်တခါပလင်္ဂတတ္တဟာမှာထိုင်ပြီးတော့နေတာနေရနေပြီးတော့ထပြီးတော့ရှေ့မြောက်ခတ်ဆောင်းဆောင်းအရာကနေပြီးတော့ဒီဘောဓိပင်နဲ့ထိုင်တဲ့နေရာလေးကိုမမိတ်သောမျက်စိနဲ့ကြည့်နေတာ9ရက်အဲ့ဒါကအာနိမိတတတ္တဟာလို့ခေါ်တယ်မျက်တောင်မခတ်ဖက်နဲ့ကြည့်နေတာဘာလို့ကြည့်တာတော့လို့ဆိုဒီနေရာဟာငါ့ဖို့
တရားလူတရားမြတ်ရတဲ့နေရာဆိုပြီးတော့မှတ်တရပေါ့နော်တန်ရုံးစင်နဲ့ခြိတာတော့မဟုတ်ပါဘူးမှတ်တရခြိတာထူးခြားတဲ့နေရာတဏ္ဍာတစ်ခုအနေနဲ့အဲ့လိုကြည့်နေတာကွာတပတ်ကြာတယ်အဲ့ဒီနောက်မှာနှစ်ခုအကြာဘောဓိပင်ကိုကြည့်တဲ့နေရာရဲ့ဒီဘောဓိပင်ရှေ့မှာထိုင်တဲ့နေရာရဲ့အဲ့ဒီနှစ်ခုကြာအရှိနဲ့အနောက်အလျားရှိတဲ့စဉ္ညာပေါ်မှာစဉ္ညာရှောက်ပြီးတော့တရားနှလုံးသွင်းနေတာက9ရက်စင်္ကမတတ္တဟာလို့ခေါ်တယ်အဲ့ဒီနောက်မှာမြောက်ဖက်ခရွံ့ရွံ့အနောက်ဖက်မှာရှိတဲ့နတ်တွေဖန်ဆင်းထားတဲ့အဆောင်ယရဏဆောင်မှာမြတ်စွာဘုရားရဲ့ထူးခြားတဲ့တရားဓမ္မတွေပြီးဓမ္မတရားတွေကိုဆင်ញင်သုံးသပ်တာယရဏကရတတ္တဟာလို့တော့ဘောဓိပင်နာမှာကို4ရက်4တတ္တဟာနော်4ရက်မဟုတ်တတ္တဟာ9ရက်4လီသတင်းသုံးနေထိုင်တော့အဲ့ဒီနောက်တော့ဘောဓိပင်ရဲ့အရှိဘက်မှာရှိတဲ့အစပါလာဆိုတဲ့ညောင်မင်းကိုကြွသွားပြီးတော့အဲ့ဒီအစပါလာညောင်မင်းမှာလည်းပဲသတင်းသုံးနေထိုင်တယ်အဲ့ဒီကနေပြီးတော့မုစလိဒတတ္တဟာလို့ခေါ်ချီးပင်ဘက်ကိုကြွသွားတယ်ထူးခြားတာကအဲ့ဒီရောက်တဲ့အခါကျတော့မိုးဆွေနေမိုးကြီးရွာချပြီးတော့မိုးဆွေနေတယ်9ရက်မိုးဆွေနေတဲ့အချိန်ဖြစ်တယ်အဲ့တော့ဘုရားလောင်းမှာနေစရာအဆောက်အအုံကမရှိဘူးတစ်ပင်အောင်မှာပဲနေတယ်တစ်ပင်အောင်ဆိုတော့မိုးပဲလုံးမလဲအဲ့တော့မုစလိနာဆိုတဲ့ချီးပင်နာကရေအိုင်ထဲမှာရှိတယ်နဂါကသူ့ရဲ့ဘုံမိတ်မှန်နဲ့ကနေထွက်လာပြီးတော့မြတ်စွာဘုရားကိုသူ့ရဲ့နဂါအခွေနဲ့ပတ်ရံပြီးတော့အပေါ်ကနေပပြင်းနဲ့မိုးပြီးတော့ပေးထားတာအဲ့ဒါမိုးလုံးလေးလုံးဖြစ်အောင်လုပ်ပေးထားတာဖြစ်တယ်ခဏခေဗမာပြည်မှာထူးတဲ့ယုတ်ဒီကြတော့နဂါအခွေပေါ်မှာတက်ထိုင်နေသလိုဖြစ်တကယ်တော့မဟုတ်ဘူးလေမတိုက်အောင်နဂါကပတ်ပြီးတော့ခွေထားတာဘုရားကိုမထိဘူးသူအဝေးကနေကပ်ပတ်ပြီးတော့ခွေထားတာအဆောက်အဦသဘောမျိုးတို့အပေါ်ကအမိုးကလည်းပဲပြင်းနဲ့အုပ်ပြီးတော့မိုးထားတာအဲ့တော့မိုးလဲလုံနေလေလဲလုံနေအဲ့လိုဖြစ်မိုးလဲလုံနေလေလဲလုံနဂါခွေကြီးပေါ်တက်ထိုင်နေလို့နဂါလှုပ်လိုက်ရင်ပြုတ်ကြမှာပေါ့အဲ့တော့နောက်ပြီးတော့ဗမာပြည်မှာစာနဲ့မညီအောင်လွယ်လွယ်မမလုပ်ထားတာတွေရှိတယ်မုစလိန်နဂါမင်းကခြေအိုင်ထဲမှာနေပြီးတော့နဂါကရေထဲမှာပဲရှိတယ်အဲ့တော့ဖះကရေထဲကူးသွားရမလို့ဖြစ်နေရှေးလေကောင်မှသွားပြီးတော့ဒီနဂါကိုယ်နဲ့ရှုပ်ပွားတော့သွားပြီးတော့တိထားကြတာဒါတော့ယုတ်တိသိပ်ပြီးတော့မရှိဘူးပေါ့ဖះကနေငကိုတဲ့ချိပင်အောင်မှထိုင်နေတာလေမိုးရွာလို့နဂါလာပြီးတော့သူခန္ဓာကိုယ်နဲ့ကာဝယ်ပေးတာတကယ်တော့သူကငကိုတကိုးကြည့်တဲ့နဂါပဲဘုံမိတ်မှန်ဖန်ဆင်းပေးရင်လည်းရတာပဲဒါပေမဲ့ तू ကကုသိုလ်လိုချင်တာကုသိုလ်လိုချင်တော့ तू တကိုးနဲ့ဘုံမိတ်မှန်ကိုဖန်ဆင်းမပေးပဲနဲ့ तू ကိုယ်တိုင်ကဘုံမိတ်မှန်လုပ်ပြီးတော့ဖះကိုလှူတာတန်တာပဲပေါ့ဖះကိုအကာအကွယ်ပေးတာအဲ့ဒါမုစလိန်တတ္တအဲ့ဒီနောက်မှာတော့လင်းလုံးမင်းရှိရာကြွသွားတော့ရာဇာယနတတ္တဟာလို့တတ္တဟာ9လီ49ရက်ဖះအဲ့လိုနေခဲ့တာအဲ့ဒီကနေပြီးတော့အစပလတတ္တဟာရောက်သွားတယ်ရှောက်သွားတဲ့အချိန်မှာမြတ်စွာဘုရားဘာစဉ်းစားတော့ဆို9ရက်9လီနေပြီးတဲ့နောက်မှာဒီဖះရဲ့ခေါင်းထဲမှာဘာစဉ်းစားတော့ဆိုဝန္တအာယစဉ်းစားတာမုတ်တောဝတ္တံမိတာယဒုက္ခရကာရိကာရတယ်ဒုက္ခရကာရိကာဆိုအမတန်ခက်ခဲတဲ့အလုပ်ကိုလုပ်တာအဲ့ဒါကိုဒုက္ခရစရိယာလို့လည်းသုံးတယ်ခက်ခဲတဲ့အကျင့်ဒုက္ခစရိယာတော့မဟုတ်ဘူးเนาะစာပေကျမ်းဂန်လို့ဆိုရင်ဒုက္ခရဆိုတာပြုနိုင်ကြတာဒုက္ခဆိုတာဆင်းရဲတာအဲ့တော့ရေတော့ကာကြီးနှလုံးနဲ့ဒုက္ခရလှုပ်ဖို့ခက်တယ်တာမန်ပုဂ္ဂိုလ်ကြီးမလုံနိုင်ဘူးအဲ့မလုံနိုင်မကျင့်နိုင်တဲ့အကျင့်ကိုဒုက္ခရကာရိကာဒုက္ခရစရိယာလို့ခေါ်တယ်ဘာမှအကျိုးမရှိတဲ့ဒုက္ခရကာရိကာခက်ခဲပင်မနဲ့
လမ်းလွဲပြီးတော့ကျင့်ခဲ့တဲ့အကျင့်ကြီးကငါလွတ်မြောက်လာခဲ့ပြီပင်မခံတယ်ဘာမှမရဘူးလေသိလူမျိုးပါခံလိုက်ရတယ်သာထုမုတ်တော်ဝတ္တမိတာယအနတ္ထသဟိတယဒုက္ခရကာရိတယတဲ့ဘာအကျိုးမှဘာကောင်းကျိုးမှမဖြစ်စေတဲ့ပင်မဆင်းရဲတဲ့အလုပ်ကြီးကနေပြီးတော့ငါလွတ်တာကောင်းလိုက်တာကောင်းလေစွာသာဓုဝတ္တမိမုတ်တော်အဲ့ဒါကလွတ်ပြီးတော့ဘောဓိသမတ်သမစ္စကံသမယုဒဉာဏ်ကြီးလည်းငါရလိုက်ပြီငါလိုချင်တာရသွားပြီခက်ခဲချက်နဲ့မှားယွင်းတဲ့လမ်းကြောင်းကြီးကိုငါလျှောက်ခဲ့တာအဲ့ဒီကလွတ်မြောက်ပြီးတော့ငါလိုချင်တာလည်းရလိုက်ပြီဆိုတေချာစဉ်းစားကြည့်ရင်ပင်ပင်ပန်းပန်းလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်လမ်းမှားပြီးလိုက်သွားပြီလမ်းမှန်ပေါ်ပြန်ရောက်သွားတာကိုလိုချင်တာလည်းရတယ်ဆိုဘလောက်ဝမ်းသာမလဲဒါစဉ်းစားကြည့်ပေါ့နော်အဲ့ဒီမှာငါဟာလွတ်ပြီးတော့ငါသိကျင်တဲ့ဘောဓိဆိုတဲ့အသိဉာဏ်ကြီးကိုလည်းငါရလိုက်ပြီလို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့အဲ့ဒါကိုတွေးမိပြီးတော့စိတ်ထဲမှာပီတိဖြစ်နေတဲ့အချိန်လေးမှာအနှောက်အယှက်ကရောက်လာအတန်တန်ကြားလာတယ်ဆန့်ကျင်မဲ့အတန်ကပေါ်လာတယ်ဘာပြောတော့ဆိုတဘောကမ္မအပက်ကမ္မယေနသုတ်စန္တိမာနဝအတုတ်တော်မညတိတုတ်တော်သုတ်တိမကအပရတောဆန့်ကျင်မဲ့ပြောလိုက်တဲ့အတန်တစ်ခုဟောစိတ်ထဲကပဲစိတ်ကူးတာဗျာနှုတ်ကပြောတာမဟုတ်အဲ့ဒီအချိန်မှာမနက်ကရောက်လာပြီးတော့ဆန့်ကျင်တဲ့အတန်နဲ့ပြောလိုက်တာပါတော့တရဝရိဟာတဲ့တဘောကမ္မအပက်ကမ္မဒီခက်ခဲပင်မနဲ့အကျင့်ကိုရှောင်ထွက်သွားပြီးတော့ရှောင်ထွက်ပဲသွားမယ်ဆိုရင်နသုတ်စန္တိဘယ်လိုမှယင်ထဲကအကုသိုလ်တွေမစင်ကြနိုင်ဘူးတဲ့ဒါခက်ခဲပင်မနဲ့အကျင့်ကိုမကျင့်မဲနဲ့ဘယ်တော့မှစင်ကြမှုကိုမရနိုင်ဘူးသူပြောချင်တာကအနာမခံရင်အသာမဆန်ရဘူးလို့ပြောချင်တယ်နော်တဘောကမ္မအပက်ကမ္မအလုံးပင်မနဲ့အကျင့်ကနေပြီးတော့ရှောင်ထွက်သွားပြီးတော့ဘယ်လိုလုပ်ပြီးတော့စင်ကြနိုင်မလဲတဲ့အစင်ကြဘူးတဲ့အတုတ်တော်မညတိတုတ်တော်တဲ့ကိုယ့်ရင်နဲ့နှလုံးထဲမှာကိလေသာအညစ်အကြေးတွေမစင်ကြသေးပဲနဲ့ကိုယ့်ကိုစင်ကြတယ်လို့အထင်ရောက်နေတာသာဖြစ်တယ်ဖះဝန္တာအရာတွေးနေတဲ့အချိန်မှာသူကလာပြီးတော့ပြောတာသုဋ္ဌိမက္ခအပရတောစင်ကြယ်ရေးလမ်းကြောင်းကနေပြီးတော့လွဲချော်သွားပြီတဲ့ဘယ်တော့မှမစင်ကြယ်ဘူးလို့ဆန့်ကျင်မဲ့လာပြောလိုက်တဲ့စကားနော်ရသော်ဗျာတော့သူရင်တဲ့နှလုံးထဲမှာခက်ခဲပင်မနဲ့အကျဉ်းကြီးကိုကျင့်လို့ဆင်းရဲဒုက္ခရောက်ခဲ့ပြီးတဲ့နောက်မှာတောင်ကြီးတဉာဏ်ကြီးကိုရလိုက်လို့ကိလေသာတွေညစ်ကြေးတွေစင်ကြယ်သွားပြီးတော့တောင်ကြီးတဉာဏ်ကြီးကိုရလိုက်လို့ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ哦ဒါကလုံးဝမမှန်ဘူးဆိုတဲ့အနေနဲ့ဆန့်ကျင်မဲ့စကားလာပြောတာစင်ကြယ်ရေးလမ်းကြောင်းကနေသွေးဖီသွားတဲ့ကုရောဟာဘယ်လိုလုပ်ပြီးတော့စင်ကြယ်နိုင်မှာတော့စင်ကြယ်ရေးလမ်းကြောင်းကနေလွှဲချော်နေပြီလို့အဲ့လိုပြောလိုက်တော့မြတ်စွာဘုရားကသူ့ကိုဘာနဲ့တုံ့ပြန်တယ်အဲ့ဒီတုံ့ပြန်တာလေးပဲမှတ်ဖို့လိုတယ်နော်မနက်ကအဲ့လိုပြောတော့မြတ်စွာဘုရားကငြိမ်မနေဘူးမနက်ကိုအတန်နဲ့ပဲပြန်ထုတ်ပြီးတော့နှုတ်နဲ့ပဲထုတ်ပြန်တုံ့ပြန်လိုက်တာဘာဟာတုံးဆိုတော့အနတ္ထသံဟိတံညတဝါယံကိဉ္စီအမရံတပံအမရတပလို့သုံးတဲ့ဒီနေရာမှာအမရတပဆိုတာခုနပြောရတဲ့ဒုက္ခရစရိယအကျင့်ခက်ခဲပင်မနဲ့ဒုက္ခရစရိယအကျင့်ဘာကြောင့်အမရတပလို့ခေါ်တော့ဆိုရင်လူတွေကဘဝမှာမသေးချင်ကြဘူးအသက်ရှင်ဖို့အတွက်ထာဝရအသက်ရှင်ဖို့အတွက်ကြိုးစားတာဘယ်သူမှမသေးချင်ဘူးနော်မသေးချင်တော့မသေးစေနိုင်တဲ့နိလန်းကိုကျင့်ကြတာပဲခုခေတ်လည်းရှိတယ်လေလူတွေယုံတယ်ဖြရာသေးအောင်တန်သေးအောင်နော်ဖိုးရီထိုး
ဒါလုံးဒီတောက်အင်းဒီချတောက်ဘာလို့တာတော့ဆိုမသေးခြင်းဘူးလေမသေးခြင်းတော့ဒါတွေလောက်ကြတာပေါ့မသေးဘူးလားဆိုတဲ့အခါကျတော့သေသွားတယ်သေသွားတဲ့အခါကျတော့ဘာပြောလို့ဆိုအရှင်တွဲတယ်အတိတွဲတယ်ထွက်တော့ထွက်သွားတာပဲမရှိတော့တာတော့မှန်တယ်ပေါ့ဒါပေမဲ့ယုံကြည်တဲ့လူတွေကယုံကြည်နေတာပဲအဲ့လိုဝိဇ္ဇာတို့အကျင့်တွေကိုကျင့်ပြီးတော့အသေးတွဲဆိုတာတော့သူ့အလောင်းကြီးတွေးလိုက်ရသေးတယ်ပေါ့အရှင်တွဲဆိုတာတော့လူကပျောက်သွားတာခုခေတ်ပေါ်ပါတယ်အသေးတွဲတွေရှင်တွဲတွေအပြည့်နော်သေနဲ့ထွက်သွားတာလည်းရှိတယ်ရှင်နဲ့ထွက်သွားတာလည်းရှိအဲ့ဒါဘာလို့လှုပ်တာတော့လို့ဆိုဒါရီဘာကြောင့်လှုပ်တာတော့ဆိုမသေးခြင်းလို့လှုပ်တာဒါကြောင့်မို့အပရဆိုတာမသေးဖို့အတွက်တပခက်ခဲပင်ပင်ပန်းပန်းကျင့်တာတဲ့မြတ်စွာဘုရားအဲ့ဒီကျင့်တွေကိုပြောလိုက်တာယံကိဉ္စိအမရံတပံမသေးဘူးကျင့်နေတဲ့အကျင့်တွေမှန်သမျှဘာကောင်းကျိုးမှမရဘူးတဲ့ဖျက်ပြောတာအဲ့ဒါနော်အနတ္ထတန်ဟိတံညတ္တဝယံကိဉ္စိအမရံတပံမသေးဖို့အတွက်ပင်မဒုက္ခခံပြီးတော့ကျင့်နေတဲ့အကျင့်မှန်သမျှဟာဘာကောင်းကျိုးမှမရဘူးဆိုလိုတာကသူလိုချင်တဲ့အကျိုးရမှာမဟုတ်ဘူးမရဘူးလို့ဆိုလို့ဒါအတိအကျကျပြောတဲ့စကားပဲမရနိုင်ဘူးတဲ့မသေးတဲ့အကျင့်လို့ဆိုရှိကုန်မရှိဘူးသူတို့ဆိုလိုတာပေါ့မွေးလိုက်ရင်သေမှာပဲစီဝိတပရဏပရိယောတနံစီဝိတမြတ်စွာဘုရားအတိအကျဟောတာလူတွေရဲ့အသက်ဟာသိဆုံးခြင်းမှာအဆုံးသတ်တယ်မသေးတဲ့လူဆိုတာမရှိဘူးနော်မသေးတဲ့လူဆိုတာမရှိနိုင်ဘူးအဲ့တော့မသေးဖို့အတွက်ဒုက္ခခံပြီးတော့ကျင့်တဲ့အကျင့်မှန်သမျှသည်ဘာဖြစ်လဲအနတ္ထသံဟိတအထသံဟိတအကျိုးကိုဖြစ်စေနိုင်တဲ့အရာတစ်ခုမှမဟုတ်ဘူးလို့သူတို့ဟောတာအဲ့တော့အမရတပနဲ့ပတ်သက်ပြီးတော့ဖွင့်ဆိုထားတာရှိသေးတယ်မသေးဘူးကျင့်တယ်ဆိုတာဒါရည်ရွယ်ချက်တစ်ခုနောက်တစ်ခုကတော့အမရဆိုတာမသေးတာဘာလို့ဆိုနတ်ဖြစ်လို့ရှိရင်တတန်းရှိတယ်ပေါ့တတန်းရှိတော့မသေးရဘူးပေါ့အဲ့ဒါကြောင့်နတ်ဘဝကိုမျှော်မှန်းပြီးတော့လူဘဝမှာပင်ပန်းခံတဲ့အကျင့်တွေကိုကျင့်ကြတယ်နတ်ပြည်ရောက်ချင်လို့ကျင့်တယ်အဲ့ဒါကိုအမရတပလို့ခေါ်တယ်အဲ့ဒီအကျင့်မျိုးဟာတဲ့အနတ္ထသံဟိတတဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတဲ့အကျင့်တစ်ခုမှမဟုတ်ဘူးဆိုတာကိုငါကိုယ်တိုင်သိတယ်ပေါ့မြတ်စွာဘုရားအဲ့ဒါပြောတာနော်ဒီအကျင့်တွေကဘယ်အကျင့်မှမြုံမှန်းချက်အတိုင်းကောင်းကျိုးချမ်းသာပေးတာမရှိဘူးတဲ့တပ္ပံနတ္ထဝဟံဟောတိဖိယရိတ္တံဝဓမ္မနိအားလုံးဟာကောင်းကျိုးချမ်းသာကိုရနိုင်တယ်ရစေနိုင်တဲ့အကျင့်ဆိုတာလုံးဝမရှိဘူးကောင်းကျိုးချမ်းသာကိုဘယ်တော့မှမဖြစ်စေဘူးတဲ့ဘာနဲ့တူတယ်လဲပင်မခံပြီးတော့ကျင့်တဲ့အကျင့်ဟာဘာနဲ့တူတော့ဆိုဖိယရိတ္တံဝဓမ္မနိကုန်းပေါ်မှာလှေတင်ထားပြီးတော့အဲ့ဒီလှေထဲမှာကုန်းတွေအပြည့်ထားပြီးတော့ကုန်းပေါ်မှာရှိတဲ့လှေကိုထိုးဝါးတွေနဲ့ထိုးလှော်တက်တွေနဲ့လှော်ဒီလှေကရွေးပါမလားနော်ကုန်းပေါ်မှာတင်ထားတဲ့လှေပေါ်မှာကုန်းအပြည့်တင်ပြီးတော့ဒီလှေလောနေတဲ့ပုဂ္ဂိုလ်တွေဟာရှေ့ကိုတလက်မှရွေးမှာမဟုတ်ဘူးဖိယရိတ္တံဝဓမ္မနိဆိုတာကုန်းပေါ်ကုန်းခေါင်မှာဖိယရိတ္တဆိုတာဖိယဆိုတာလှော်တဲ့ပက်တဲ့ကိုဖိယလို့ခေါ်တယ်အရိတ္တဆိုတာထိုးဝါရှေ့ထဲမှာဝါလုံးကြီးနဲ့ထိုးပြီးတော့လှေကိုဆန်တက်တာမျိုးတွေ့ဘူးကြပါလိမ့်မယ်လှော်ပြီးတော့တက်တာရှိတယ်နော်ရှေ့ထဲကိုဝါနဲ့ထောက်ပြီးတော့တွန်းတာရှိတယ်အဲ့ဒါထိုးဝါတို့လှော်တဲ့တို့ဆိုတာကုန်းပေါ်မှာထိုးကျင်တိုင်းထိုးလှော်ကျင်တိုင်းလှော်ဒီလေဟာတလက်မှရှေ့တွေ့မှာမဟုတ်ဘူးရူပဗေဒသဘောတရားမှာဆိုသလိုပဲကြောက်တုံးကြီးတတုံးကိုဝိုင်းပြီးတော့တွန်းကြတယ်တလက်မှမရွေဘူးဆိုရင်ဒါအလုတ်လို့မပြောဘူးလို့ဆိုတာလိုပဲမြတ်စွာဘုရားလည်းအဲ့ဒီသဘောပဲဘာတစ်ခုမှအကျိုးမရှိဘူးလို့ပြောတာ
ကုန်းခေါင်ကောင်ပေါ်မှာလှေကိုတက်နဲ့ဒီထိုးဝါးတွေဟာဘာမှအသုံးမဝင်ဘူးအဲ့ဒီအသုံးမဝင်တယ်လို့ပဲမသေးဘူးကျင့်တဲ့အကျင့်တွေဟာဘာတစ်ခုမှအသုံးမဝင်ပါဘူးလို့ပြောတာမဏ္ဍကြီးကိုတုံ့ပြန်ပြောတဲ့စကားအဲ့ဒီမှာချုပ်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်အေးမသေးဘူးကျင့်တဲ့အကျင့်သို့မဟုတ်နတ်ပြည်ရောက်ဖို့ပင်ပင်ပန်းပန်းကျင့်တဲ့အကျင့်တွေဟာဘယ်တစ်ခုမှကောင်းကျိုးပေးတာမရှိဘူးတဲ့ဘယ်တစ်ခုမှရည်မှန်းချက်ကိုအောင်မြင်စေတာမရှိဘူးတဲ့သဗ္ဗံနတ္ထဝဟံဟောတိအားလုံးဟာကောင်းကျိုးချမ်းသာမရနိုင်တာတွေသာဖြစ်တယ်ဘာနဲ့တူတော့ဆိုရင်ကုန်းပေါ်မှာလှေဟာလှေကိုရွေ့အောင်တက်တို့ထိုးဝါတို့ကမလုံနိုင်တယ်လို့ပဲရှေ့ကိုရောက်မှာမဟုတ်ဘူးလို့ပြောတဲ့သဘောအဲ့ဒါလို့မြတ်စွာဘုရားကဗန္ဒကြီးကိုတုံ့ပြန်ပြီးတော့သူ့သွားတဲ့လမ်းစဉ်ဟာပင်မခရင်ဆိုတာကျင့်တဲ့အမရတပမဟုတ်ဘူးတဲ့သီလံသမာဓိပညာစမက္ခံဘောရယဘာဝယပတ္တောသမိပရမန်သုတ်ထေနိဟတောတွမတိအနကဒါမြတ်စွာဘုရားရဲ့တုံ့ပြန်ချက်နော်သူပြောတဲ့စင်ကြယ်ရေးလမ်းကြောင်းဆိုတာကြီးကအလကားပါတဲ့အသုံးဝင်ပါဘူးတဲ့ဒါကြောင့်မို့လို့တကယ်အသုံးဝင်တဲ့အကျင့်ကဘာလို့ဆိုရင်နံပါတ်1ကိုကျင့်သီလကိုကျင့်တရားကောင်းရမယ်သီလနဲ့ပြည့်စုံရမယ်သီလဆိုတာဘာလဲမဂ္ဂင်၈ပါးထဲမှာသမ္မာဝါစာမန္တောစကားပဲပြောရမယ်မန္တောစကားဆိုတာနော်သီလနဲ့ပတ်သက်ပြီးတော့ကိုချင်းနှုတ်ကိုစောင့်စည်းတာဘာလို့ဆိုရင်ဘယ်တော့မှလိမ့်မပြောဘူးဘယ်တော့မှတွေးခွဲတဲ့စကားမပြောဘူးဘယ်တော့မှမဆဲဘူးဘယ်တော့မှအကျိုးမဲ့တဲ့စကားတွေမပြောဘူးဒါသမ္မာဝါစာလို့ခေါ်တယ်နော်နေ့စဉ်ဆဲနေတဲ့လူတွေဘယ်လိုလုပ်လဲအဲ့ဒါဆိုနော်ကိုချင်းသီလပြည့်နေပြည့်မှမသိပြည့်နေ့စဉ်လိမ့်နေတဲ့လူတွေရောအဲ့တော့သမ္မာဝါစာဆိုတာဟုတ်လားမန္တပဲပြောတယ်မလိမ်မှုသူများဒုက္ခရောက်အောင်မလိမ်မှုတဝုနဲ့တူမတက်အောင်ခင်မင်မှုပြပြအောင်တွေးခွဲတဲ့စကားမပြောဘူးဆဲရိတ်တိုင်းထွာမှုမလုပ်ဘူးအကျိုးမဲ့တဲ့စကားတွေမပြောဘူးအဲ့ဒါရှောင်ကျဉ်တော့သမ္မာဝါစာလို့ခေါ်တယ်အဲ့တော့သီလဆိုတာခုနကပင်ပင်ပန်းပန်းကျင့်နေမဲ့အစားဒါကိုလိုက်နာလိုက်ပါနော်လိမ့်မပြောပါနဲ့တွေးခွဲစကားတွေမပြောပါနဲ့မဆဲပါနဲ့သူများကိုရှိုင်းပြတဲ့စကားတွေမပြောပါနဲ့အကျိုးမဲ့တဲ့စကားတွေမပြောပါနဲ့ဒါကိုရှောင်ကျဉ်လိုက်ပါအဲ့ဒါကိုကျင့်သီလပဲနောက်တစ်ခါကာယကမေကကြည့်မယ်ဆိုရင်သူများအသက်ကိုမတတ်ပါနဲ့မေတ္တာအကျဉ်းမေတ္တာထားလိုက်ပါဘယ်သူမှဒုက္ခမပေးပါနဲ့သူများဥစ္စာမတရားမယူချင်ပါနဲ့နော်တော့အဲ့ဒါလုံးနေတဲ့လူတွေကသီလပြတ်တာပဲလေသူများအသက်တတ်တယ်သူများဥစ္စာတွေမတရားယူနေတယ်ဒါကိုချင်းသီလပြတ်နေတာလို့ခေါ်တယ်ဘယ်လိုလုပ်ကောင်းကျိုးချမ်းသာရမှာတော့နော်ကာမိတုမိစ္ဆာစာရကာမကိစ္စတွေမှာမမယူရင်မလုပ်ပါနဲ့အဲ့ဒါသီလလို့ခေါ်တာပဲအဲ့ဒီသီလထိတဲ့အဆင့်မြင့်လာလို့ရှိရင်ထိတယ်ပို့ပြီးတော့ကိုချင်းတရားတွေကောင်းမွန်အောင်ကြိုးစားအားထုတ်အောင်အဲ့ဒီဟာမှခုနအပရတပလို့ခေါ်တဲ့ဒီပင်မခက်ခဲ့တဲ့အကျင့်နေတဲ့တန်မိုးရှိပြီးတော့လူရင်ထဲမှာမကောင်းတဲ့အကုသိုလ်တွေကစင်ကြယ်စေနိုင်တာဒီအကျင့်သာဖြစ်တယ်ဟောကိုချင်းသီလကောင်းပါလူတွေဆိုရင်တမန်ကြည့်လိုက်ရင်၅ပါးသီလလုံးတယ်ကိုချင်းသီလကောင်းတယ်တမာတိစိတ်တွေထွေးပြားပြီးကိုယ်စိတ်ကိုမထိန်နိုင်မသိမ့်နိုင်မဖြစ်အောင်အာယုန်တစ်ခုတည်းပေါ်မှာစိတ်ငြိမ်ငြိမ်ထားနိုင်တဲ့တမာတိအဲ့တမာတိဆိုတာဘာလို့တွေးရင်ကောင်းတာပဲတွေးတယ်မကောင်းတာမတွေးဘူးကြိုးစားအားထုတ်တယ်အကုသိုလ်တွေမဖြစ်အောင်ကြိုးစားအားထုတ်တယ်ကုသိုလ်တွေရအောင်ကြိုးစားအားထုတ်တယ်စိတ်ကကောင်းမွန်တဲ့အာယုန်ပေါ်မှာအမြဲတမ်းတတိယနေတယ်စိတ်ကတည်ငြိမ်နေတယ်ဆိုလိုတာကသမ္မာဝါယာမဆိုတဲ့ကြိုးပမ်းအားထုတ်မှုသမ္မာတတိဆိုတဲ့အမှတ်ရနေမှုသမ္မာသမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုဒီသုံးခုဟာသမာဓိပဲ
အဲ့ဒီတမာတိကိုရအောင်ကြိုးစားပါလို့ပြောတာနော်သီလရပြီးရင်တမာတိရအောင်ကြိုးစားပါရပြီးရင်ပဉ္စအသိပညာပညာကိုလည်းပဲပညာဆိုတာအမှန်သိတာကိုပြောတာတဘာဝတရားကိုအမှန်သိတာဒါဖြင့်ဘုန်းကြီးတို့သိနေတာတွေကအမှားတွေဖြစ်နေတယ်အဲ့တော့အမှန်သိအောင်ကဘာလို့ဆိုရင်ဆိုပါစို့မျက်စိကအဆင်းအာရုံတစ်ခုကိုမြင်လိုက်တယ်လူတွေကဘာပြောလဲငါမြင်တယ်လို့ပြောတာငါမြင်တယ်လို့ပြောတယ်လေငါမျက်စိနဲ့ကိုမြင်တာနော်ငါမြင်တာငါမျက်စိနဲ့ကိုမြင်တာအဲ့ဒါအမှန်မြင်တာလားကြည့်လိုက်ပဲဆိုလို့ရှိရင်မျက်စိထဲမှာအရိပ်လာထင်တယ်မျက်စိကလည်းငါမဟုတ်ဘူးထင်လာတဲ့အရိပ်ကလည်းငါမဟုတ်ဘူးမျက်စိထဲမှာအရိပ်လာထင်လို့မြင်သိစိတ်ကလေးပေါ်လာတယ်မြင်သိစိတ်ကလည်းငါမဟုတ်ဘူးမျက်စိနဲ့အစဉ်အာယုံဆုံးငင်းကြောင်ဖြစ်ပေါ်လာတာသာဖြစ်တယ်အဲ့ဒီအာယုံနဲ့ထိတွေ့မှုဖတ်တာပေါ်လာတယ်စိတ်ခံစားမှုလေးပေါ်လာတယ်မြင်တာကိုအကြောင်းပြုပြီးတော့ဆင်းရဲတယ်ချမ်းသာတယ်ဆိုစိတ်ခံစားမှုတွေပေါ်တယ်အဲ့တော့လူတွေကကြည့်လိုက်ပဲဆိုရင်မျက်စိကိုလည်းငါလို့ထင်တယ်သို့မဟုတ်ငါမျက်စိလို့ထင်တယ်မြင်တာလည်းငါမြင်တယ်လို့ထင်တယ်နော်တကယ်ကတော့စိတ်ကမြင်သွားတာမျက်စိနဲ့စိတ်ပေါင်းဆက်ပြီးတော့အကြောင်းတရားတွေအကြောင်းဖြစ်သွားတာဒါဖြစ်တယ်အဲ့ဒီပဲငါဆိုတာရှာလို့မရဘူးသို့တော့လူတိုင်းဟာအဲ့ဒါတွေကိုငါလို့ထင်နေတယ်ငါလုပ်တယ်လို့ထင်နေတာဘာပဲဖြစ်ဖြစ်ကိုလို့လို့ရတယ်လို့ယူရထင်နေတာလေဖြတ်ကြည့်ပါလားလေဖြတ်လိုက်ပြီး paralyze ဖြစ်သွားပြီဆိုလို့ရှိရင်ငါလုပ်လို့မရတော့ဘူးလေအဲ့ကြတော့လူကလေဖြတ်သွားရင်လုပ်လို့ရတာမဟုတ်ဘူးအဲ့တော့မြင်တယ်လို့ဆိုတာမျက်စိကလည်းကောင်းနေလို့အဆင်းအာရုံကလည်းလားထင်လို့မြင်သိစိတ်လေးကလည်းပေါ်လာတာဒါကိုလို့တာတခုမှမရှိဘူးဒီသဘာဝတရားတွေသူ့ဟာနဲ့သူစုံစည်းပြီးတော့ဖြစ်သွားတာသာဖြစ်တယ်ကားမောင်းသမားကလည်းကားကိုငါမောင်းလို့ကားရှေ့ရောက်သွားတယ်လို့သူကထင်တာတကယ်တော့ဘယ်ဟုတ်မလဲအင်ဂျင်ကောင်းလို့ဓာတ်ဆီရှိလို့ဘက်ထရီကောင်းနေလို့ဝါယာကြိုးတွေပိန်းနေနဲ့ဒါကြောင့်မို့ရှိသွားတာလေသူမောင်းလို့ဖြစ်တယ်မှမဟုတ်တာကဲသူ့ကိုမောင်းခိုင်းမယ်ဝါယာကြိုးဖြတ်ပြစ်မယ်ဝါယာကြိုးဖြတ်ထားလိုက်မယ်ဘိန်းတစ်ဘိန်းကိုဖယ်ထားလိုက်မယ်ဆိုသူမောင်းလို့ရအောင်မလားအဲ့တော့ပဲနော်တဘာဝတရားတွေဟာသူ့ဟာသူကြောင်းကျိုးညီညွတ်နေတဲ့အချိန်မှာဖြစ်တာကိုငါလုပ်တယ်လို့ထင်သွားတာအဲ့ဒါအမှန်မြင်တာမဟုတ်ဘူးတဲ့ illusion လို့ခေါ်တယ်နော် illusion လို့ခေါ်တယ်အဲ့ဒီ illusion နဲ့လူတွေဟာဒုက္ခရောက်နေတာပဲအဲ့ဒါကိုအမှန်သိချင်လို့ရှိရင်မြင်တယ်ဆိုတဲ့ကိစ္စမှာမျက်စိရဲ့အဆင်အာယုံရဲ့မြင်သိစိတ်ကလေးဒါတွေကသူ့ဟာသူဖြစ်လာတာတွေနော်အာယုံနဲ့ထွေထွေမှုဖတ်တာပါတယ်စိတ်ခံစားမှုတွေပါတယ်အဲ့ဒါတွေကသဘာဝတရားတွေသူ့ဟာနဲ့သူဖြစ်တာငါလှုပ်တာတခုမှမရှိဘူးမျက်စိကလည်းငါလှုပ်တာမဟုတ်ဘူးကံတရားကပေးလို့ရလာတာကိုလှုပ်တာဆိုရင်ကိုယ်သဘောကျဖြစ်မှာပေါ့သူမှုံချင်းမှုံမယ်ပြက်ချင်းပြက်မယ်တိမ်ကြချင်းကြမယ် retina လေးတွေကွာချင်းကွာမယ်သူကသူဖြစ်တာလေတူရီဟာဒုက္ခရောက်တာပဲလေမျက်စိဟာကိုဖြစ်ချင်တာမှမဖြစ်တာသူကသူကောင်းနေရင်တော့ကိုလှုပ်တယ်လို့ထင်နေတာအဲ့ဒါကိုပဉ္စဘာဝယံဆိုတာပညာကိုပွားတယ်ဆိုတာအဲ့ဒီဝိပဿနာပညာကိုပွားတာပြောတာသီလရှိရမယ်တမာတိရှိရမယ်ပြီးရင် illusion ပြောက်အောင်ရှုပ်တရားနန္တရားတသက်များတာဖြစ်တယ်ဆိုတဲ့ဝိပဿနာပညာကိုပွားအဲ့ဒီပွားရင်မက္ခံဘောဓယဘာဝယံနဲ့ဘာအတွက်ပွားတာတော့လို့ဆိုရင်နိဗ္ဗာန်ကိုကိလေသာတွေကိုဖယ်ရှားပြီးတော့နိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့မက်ကိုသိဖို့ရအတွက်ပွားတာအဲ့တော့လောက်ရမှာပါတော့သီလသမာဓိပညာထိကျင့်မကျင့်ခုနလိုတပအကျင့်နေကျင့်ရမှာမဟုတ်ဘူးသီလသမာဓိပညာတဲ့အောင်ကျင့်ရမှာအဲ့ဒီလိုကျင့်လိုက်လို့ရှိရင်ကိုသိကျင်တဲ့အသိဉာဏ်တွေရသွားမယ်အဲ့ဒီနီးနဲ့ပတ္တောသမိပရမန်သုတ်ထေအကောင်းဆုံးစင်ကြယ်မှုဆိုတာနိဗ္ဗာန်သာဖြစ်တယ်အကောင်းဆုံးစင်ကြယ်မှုဖြစ်တဲ့နိဗ္ဗာန်ကိုငါဟာမျက်မှောက်ပြုပြီးသွားပြီတွေ့ရှိသွားပြီလို့ဆိုလို့
ဒါဝိတုဒ္ဓိမက္ခဆိုတဲ့ကျမ်းကြီးမှာဝိတုဒ္ဓိဆိုတာစင်ကြယ်တာအထူးစင်ကြယ်တာဘယ်သူကိုပြောတာနိဗ္ဗာန်ကိုပြောတာမက္ခဆိုတာလမ်းကြောင်းနိဗ္ဗာန်ရဲ့လမ်းကြောင်းကိုဝိတုဒ္ဓိမက္ခလို့ခေါ်တာနော်အဲ့တော့ the path to purity လို့ဆိုလို့လေပေါ့ the path of purification လို့ပြန်တာတော့မမှန်ဘူးဝိတုဒ္ဓိဆိုတာနိဗ္ဗာန်ကိုပြောတာဆိုရင်နိဗ္ဗာန်ဆိုတာ purity သာဖြစ်တဲ့ purification မဟုတ်ဘူး purification ဆိုတာစင်ကြယ်အောင်လုပ်ထားတာမှာ purification သူကသူစင်ကြယ်နေတာကြတော့ purity အင်္ဂလိပ်အသုံးမှာနော်အဲ့ဒီ purity ဆိုတဲ့နိဗ္ဗာန်ရဲ့လမ်းကြောင်းကိုဝိသုဒ္ဓိမဲ့လို့ခေါ်တာဘာတွေပြထားတော့ဆိုအဲ့ဒီကျမ်းမှာသီလသမာဓိပညာအဲ့ဒီကျင့်စဉ်ကိုချင်းချင်းအပြင်ပရမသုဒ္ဓိလို့ဆိုတဲ့နိဗ္ဗာန်ကိုငါဟာရရှိပြီးသားဖြစ်တယ်လို့ဒါပြဆိုဗျာသူအကျင့်နဲ့ရလတ်ကိုဖော်ပြပြီးနိဟတောတွမတိအန္တကအယုဒ္ဓမခေါင်မင်းဟာအရှုံးသမားကြီးဖြစ်သွားပြီတတကိရိလို့အရှုံးသမားပဲမင်းဟာနိဟတောမင်းငါ့ကိုဘာမှလုပ်လို့မရတော့ဘူးငါသွားခြင်းနဲ့လမ်းကြောင်းတွေအကုန်ရပြီနိဟတောမင်းကိုငါအနိုင်ယူလိုက်ပြီဒါကြောင့်မို့မင်းဟာအရှုံးသမားပဲတို့မြတ်စွာဘုရားတုံ့ပြန်ပြီးတော့ပြောကြလိုက်တာဒီစကားနဲ့ပဲတုံ့ပြန်ပြောတာပဲအဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့မနတ်ကြီးငါမှန်းသိသွားပြီဆိုပြီးတော့စိတ်မကောင်းစွာနဲ့ဖျားနာနေပြီးတော့ပျောက်ကွယ်သွားတယ်သူနေရာသူပြန်သွားတယ်ပေါ့ဒါကဒီတဘောကာမသုတ်တံမှာဒီမနတ်သူမြတ်ဗုဒ္ဓကြီးတုံ့ပြန်ပြောကြားချက်မတ္တနာယူကြရတာဖြစ်တယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့လောကမှာအမှန်တရားနဲ့အမှန်တရားကိုရောက်စေရတဲ့အကျင့်တရားဆိုတာအမှန်ကန်ရှိနေတာဖြစ်တယ်အဲ့ဒီအမှန်ကန်ရှိနေတဲ့အကျင့်တရားဆိုဒီမှာသီလသမာဓိပညာသာလင်ဖြစ်တယ်သီလသမာဓိပညာကျင့်စဉ်ဖြစ်သာလင်ရှင်တဲ့နှလုံးထဲမှာရှိတဲ့ကိရိတာအညစ်အကြေးတွေကိုစင်ကြယ်စေနိုင်တာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးဒီအကျင့်ကိုတို့တဲ့တွေစ조사အထုတ်ကျင့်ကြံကြိုးကုပ်ကြမှာဖြစ်တယ်လို့တဏိဋ္ဌံချစ조사အထုတ်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချလာကဲဆိုလိုက်ရရှိတဲ့ချအရှင်ဖေယဖေယတပိတော်တို့သည်မွေးနေ့အမှတ်တရကုသိုလ်အဖြစ်ဖြင့်တရားတော်မြတ်ကိုပူဇော်လှူဒါန်းကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာနာယူမှတ်သားကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဓမ္မပူဇာဓမ္မသဝနာကုသိုလ်စေရနာသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုမိဘဘိုးဘွားဆွေမျိုးညာတိတို့အားကုသိုလ်အမြဝေငှပါကုန်၏တပည့်တော်များနေထိုင်ရာအယထာဏတို့၌ရှိကြကုန်သောနတ်အပေါင်းတို့အားကုသိုလ်အမြဝေငှပါကုန်၏ဤကြောင့်၌တွင်၌ရှိကြကုန်သောနတ်အပေါင်းတို့အားကုသိုလ်အမြဝေငှပါကုန်၏32ဘုံချင်းဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း